လောကလူတွေဟာပြင်းမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမှမဲနေလို့ရှိရင်အဲ့ဒီအပြစ်ကဘာဖြစ်တုံးဆိုလို့ရှိရင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်မအောင်နိုင်ဘူးသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားတယ်မိဘကိုစော်ကားပြီးပြန်မတောင်းမှမှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုတွေဟာထင်သလောက်မတိုးတက်ဘူးအဟံတားတွေဖြစ်လာတယ်တည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်မတောင်းမှလို့ရှိရင်တခါတခါကိုကမြင်တာကတစ်မျိုးသူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မှကြလို့ရှိရင်အဲ့ဒီတိုင်းသွားဖြစ်တတ်တယ်ကြောက်ရတယ်ပေါ့ဒါမှမဟုတ်ဒီတန်တရားခရီးသွားအမှားမလုံးမိစေနဲ့ဆိုတဲ့မှာကြည့်တန်တရားခရီးသွားနေတဲ့အချိန်မှာအထင်မှားအမြင်မှာဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှလို့ရှိရင်နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့တခါတော့ကအမျိုးသမီးတယောက်ဟာဘုရားရှိခိုးဘုရားပူသွားတယ်စေတီပထိုးပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးတော့အဲ့ဒီလိုမလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမတွေညာမတွေနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘယ်ဟာမတွေကလှုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်အဲဆဲဆိုသည့်အပြစ်ကြောင့်မလို့သူကဖြစ်လျက်ဘဝမှာအဲ့ဒါမျိုးဖြစ်သွားတယ်နော်ဒီကိုယ်ကလှုပ်လိုက်တဲ့အပြစ်တစ်ခုကကိုယ်ပေါ်ပြန်ဆွတ်တယ်အဲ့ဒါကိုတတိထားရတယ်နေ့စဉ်ဘဝမှာနေလို့ရှိရင်လည်းကိုကကောင်းတာလှုပ်ဆိုးတာလှုပ်ကိုလှုပ်တဲ့အလုပ်ဒီကိုယ်စီပြန်ရောက်တယ်ကိုယ်စီပြန်ရောက်လာတယ်ကြားဖို့ကြလိမ့်မယ်ဒီAustralia Aborigines လူရိုင်းနေရှိတယ်ကျွန်းနေလူမူလာကျွန်းနေလူသားတွေနော်မူလာကျွန်းနေလူသားတွေAustralia Aussie လို့ခေါ်နေတဲ့ Australia နိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်လက်နက်ကခတ်ကောက်ကြည့်လို့အဲ့ဒါပြစ်လိုက်လို့ရှင်သူစီပြန်ရောက်တာသူ့ထဲပြန်ရောက်တာအဲ့ဒါလိုပဲလူတယောက်ကကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေးကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုယ်စီပြန်ပေါ်လာတတ်တယ်အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးเนาะကိုလှုပ်တာကိုကဥမာပဲလူတယောက်ကိုဒီအထင်မြင်လွဲမှာပြီးစိတ်ဆိုးမှဆိုနဲ့ဒီဆဲလိုက်မယ်ကြွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုအဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်ကိုယ်စီပြန်ရောက်တယ်မလွဲမသွေပြန်ရောက်လာတတ်တယ်ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရောက်လာနိုင်တယ်မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်လာတယ်အဲ့ဒါတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုကျုံးမြင့်ချိုးမပြောမိအောင်မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ပွဲစားထွက်လာတယ်ပျော်ပွဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတစ်ပါးနဲ့တွေ့တယ်ယဟန္တာတစ်ပါးနဲ့တွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီယဟန္တာကပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူကဟင်ဒီကိုရောကပြုံးနေတယ်သတ္တပင်ကနဲ့တူတယ်လို့ပြောနော်သူတို့သတ္တပင်ကားတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေအမြဲတမ်းပြုံးကျင်လားမပြုံးကျင်လားလည်းမသိပြုံးနေရတာပဲသူတို့ကနော်စပွဲကားတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီဆိုအဲ့ဒီကိုရောကပြုံးနေသတ္တပင်ကနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးနောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေးသားဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံးဆိုတပင်းတဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွဲကနေရတာ
ခုခေတ်ကတော့ဟိုအနုပညာတဲ့ဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြဘူးပွဲကနေရတယ်ပွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားကလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုစွန့်လွတ်ပြီးသူကဘာလိုက်ပွဲကရတဲ့အစဉ်ရောက်အဲ့ဒီဇလန်းအကြောင်းကိုပြောတဲ့အခါမှာသူတို့ယဟန္တာကိုပြစ်မှားပြီးပြောခဲ့လို့တဲ့ဒါလာဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ကံကြမ္မာရဲ့သဘာဝတရားကသူကအမှားတစ်ခုမလုပ်လိုက်နဲ့လုပ်လိုက်လို့ရှိရင်ဘူမရင်ဆိုရယ်လက်နဲ့ကြည့်တော့ကိုယ်စီပြန်ရောက်တယ်အဲ့ဒါတတိထားရတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပို့ဆိုးတယ်အဲ့ဒါဒီတုပ္ပဗုဒ္ဓထင်တယ်သူကပိစိကဗုဒ္ဓကဝတ်ထားတဲ့အဝတ်ကလည်းပဲဟိုကောင်းတဲ့အဝတ်မှမဟုတ်ဘဲနဲ့တက်ခေါက်ဆိုးတဲ့အဝတ်ကိုဝတ်တယ်အနေထိုင်ညင်ညစ်ပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအနုကြီးလည်းမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်တဲ့ဘဝမှာအနုတွေဖြစ်တယ်နော်သွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလှုပ်တဲ့လှုပ်တွေကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင်ကိုယ်ကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဟာဒီကိုယ်ပြည့်စုံပြောပါအဲ့ကြရင်တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနကအပြစ်တွေဟာကြည်အေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီယဉ်ကျေးမှုအရာဘုရားဘာသာဝင်တို့အတွက်ဒီတရေညွတ်လာပြီနေဆိုတာနေထုနေမြဖြစ်တယ်နေထုနေမြအခါသမယမှာလှူချရတယ်တန်ကြရတယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသိုလ်စိတ်လေးနဲ့လဲထားပေါ့အမှားတော့မလုပ်နဲ့ပေါ့နော်အဲ့ဒါလိုနေထိုင်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြမှာဖြစ်တယ်